တော်ကိုလိုနိုင်သေးတယ်အပြုံးနဲ့နောက်ဆက်နေစဉ်ကိုတွေ့များကတဝဲဝဲလေးမင်းနဲ့ရေလိုဘဝမျိုးရောက်ချင်တယ်ကိုလိုလူရဲ့တွေ့ထီသောချောင်းဟာမင်းနှလုံးသားကမလို့ရှင်ပြီပေါ်လေပြုံးနဲ့ခွန်းနေချင်းကိုသိများလေးကြွခဲ့ပြီမင်းနဲ့ရေလိုဘဝမျိုးရောက်တဲ့Amen.